ဒီနေ့တော့ဘက်ကဖောင်းလေးလှုပ်စားဖြစ်ပါတယ်။ကြက်သားလေးတွေကိုတည်တည်တီးထားပါတယ်။ပဲသီးကဖောင်းရွက်မြို့သီးအနီ6ကြက်သွန်ဖြူနီအရသာနေနေတာတော့ကြာညို့ QC စားတကြားတို့ကိုဒီနွေးလေးနဲ့ဖြောဆက်ထားပါတယ်။တီးပူလိုက်ဆိုရင်ကြက်သားထည့်ပြီးဝင်ပါမယ်။မြို့ကောင်းလေးထည့်ပြီးဝင်ပါမယ်။အဲဒီနောက်မှာတော့ပြင်ဆင်ထားတာတွေကိုတစ်ခုပြီးတစ်ခုထည့်ပြီးတော့ချက်သွားလိုက်ပါမယ်။ခုဆိုရင်အနံလေးကတော့အရန်မွေးလာပါပြီ။နောက်ဆုံးအနေနဲ့ရေစိမ်ထားတဲ့ကဖောင်ရွယ်လေးတွေကိုထည့်ပြီးတော့ဆက်ပြီးတော့ချက်သွားပါလိုက်ပါမယ်။ခုဆိုရင်အနံလေးကအရန်ပြီးတော့ရတာချူချူဆက်ဆက်လေးနဲ့ကဖောင်လေးကိုကျဲဥဟက်ဘရိုက်နဲ့တော့ဖက်စားသုံးနိုင်ပါပြီခင်ဗျာ။ကျေးဇူးတင်ပါတယ်